အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးထဲမှာတော့ AC က local self control လို့ခေါ်တဲ့ထိန်းချုပ်မှုတရားအကြောင်းကို AC တိတက်လောက်လေး share လုပ်ပေးတော့မှာဖြစ်ပါတယ်တခါတလေဘဝမှာကိုယ့်ဘက်ကဘလောက်ပဲစူးစမ်းဖြစ်လာတဲ့အရာတွေကပုံဝင်ခြင်းချင်းနေဒါမှမဟုတ်ကံတရားတွေပုံမှာပဲပို့ပြီးတော့မူတည်ရလို့ခံစားရဘူးလားဒါမှမဟုတ်တခြားတစ်ဖက်မှာလည်းဖြစ်လာတဲ့မြအစိုးအကောင်ကြိုးကြောင်းအားလုံးကကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေပုံမှာပဲမူတည်ရဆိုပြီးတော့ကိုပဲအရာတိုင်းမှာပို့ပြီးတော့ဖိအားပေးဖို့ကြလားAC ရုံးစုသားရဲ့အဲ့လိုမျိုးတွေးခေါ်ပုံဖြစ်စဉ်ကိုစိတ်ပညာမှာတော့ local self control လို့ခေါ်ပါတယ်ဒါကိုရိုးရှင်းပြောပြရမယ်ဆိုရင်တော့ကိုယ့်ဘဝကိုမောင်းနေရတဲ့ steering wheel ကကိုယ့်ရဲ့လက်ထဲမှာပဲရှိနေရလားဒါမှမဟုတ်တခြားတော့ပြင်ပအရာတွေရဲ့လက်ထဲမှာပဲရှိနေရလားဆိုတာကို AC ရဲ့အုံနောက်ကသတ်မှတ်ပေးတဲ့ framework တစ်ခုပါစိတ်ပညာရှင်တဦးဖြစ်တဲ့ Julian Rotter ကဒီလိုမျိုး local self control ကိုအဓိကအားဖြင့်အစွန်းနှစ်ဖက်ခွဲပြခဲ့ပြီးတော့သူတို့နှစ်ခုစီမှာမတူညီတဲ့အားနည်းချက်တွေအားတာချက်တွေတည်ရှိကြပါတယ်။ဒါကို AC ကဒီဗီဒီယိုလေးထဲမှာပြပြပေးတော့မှာပထမအဆုံးတစ်ခုကကြတော့ external local self control ပါဒီ mindset ရှိတဲ့လူတွေကဘဝရဲ့ရလဒ်တွေကို fortune လို့ခေါ်တဲ့ကံတရား opportunity ဆိုခေါ်တဲ့အခွင့်အရေးတွေနဲ့ environmental factor ဆိုတဲ့ပတ်ဝန်းကျင်အခြေအနေပေါ်မှာပဲမူတည်တယ်လို့ယုံကြည်တတ်တဲ့လူတွေဖြစ်ပါတယ်ဒီ mindset ပေါ်မှာရှိခဲ့တဲ့သူတေသနာတွေအရာလဲဒီလိုမျိုး external သမားတွေကတာမန်လူတွေထက်ပိုပြီးတော့ depressed ဖြစ်တတ်ကြတယ်လို့ဖော်ပြထားပါတယ်ဥပမာပြောရမယ်ဆိုရင်ကျောင်းသားတစ်ယောက်ကသူ့စာမလုံးလို့စာမပွဲကြတာကိုမေခွန်းခတ်လို့ဆရာမမေခွန်းလဲလို့ဟွာဖြစ်လို့ဒီဟာဖြစ်လို့ဆိုပြီးတော့အမျိုးမျိုးပြင်ပက external factor တွေပုံမှာပဲအပြစ်တွေလိုက်ရှာတယ်ကိုယ့်ရဲ့အပြစ်ကိုကြတော့မရအောင်မကြည့်ဘူးအဲ့လိုမျိုးတဘောပေါ့နော်ဒီလိုမျိုးလောက်ဖက်များလာတဲ့အခါမှာရေရှည်မှာပေါ့နော်ကိုကဘယ်ရာပေါ်မှာမှထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးကိုမှဘာမှလုပ်နိုင်စွမ်းမရှိဘူးဆိုပြီးတော့ဘာမှဆက်လုပ်ချင်စိတ်မရှိတော့ဘဲနဲ့နောက်ဆုံးမှာ learn helplessness အခြေအနေကိုရောက်သွားနိုင်ပါတယ်ဒါပေမဲ့လည်းအရှိကပြပြသွားတယ်လို့ဒီ external local self control မှာလည်းသူ့ရဲ့အားသာချက်တွေပါရှိပါတယ်ဒီ external သမားတွေက AC အရှိမပြောပြသွားတယ်လို့ပဲတခုခုဖြစ်တဲ့အခါမှာသူတို့အပြစ်တင်တာထက်တခြားပြင်ပအရာတွေပေါ်မှာအပြစ်တင်လေးရှိတာဖြစ်တဲ့အတွက်ကို harm ဖြစ်စေမဲ့အရင် toxic ဖြစ်တဲ့အသွင်မျိုးတွေတော့သူတို့စီမှာမရှိတတ်ကြပါဘူးဒါကြောင့်မလို့သူတို့ရဲ့ဘဝမှာတကယ်ကိုဆူရွရွအရာတွေတခုဖြစ်သွားခဲ့ရဆိုရင်တော့မှဒါငါကြောင့်မဟုတ်ဘူးဆိုတော့အသွင်ကိုလက်ခံနိုင်တဲ့လူတွေဖြစ်တာမလို့တာမန်လူတွေထက်ဆိုင်ရင်တော့ trauma ရနိုင်ခြင်းနေပါတယ်ဒုတိယတစ်ခုကတော့ internal local self control ပါဒီ mindset ရှိတဲ့လူတွေခါကြတော့ဘဝရဲ့အောင်မြင်မှုတွေကြာရှုံးမှုတွေအားလုံးကသူတို့ရဲ့ကြိုးစားမှုဆုံးဖြတ်ချက်နဲ့စီကံရှိမှုတွေပုံမှာပဲမူတည်တယ်လို့ယုံကြည်ကြတဲ့လူတွေဖြစ်ပါတယ်။လေးလာတွေ့ရှိမှုတွေအရာလည်းဒီလိုမျိုး internal သမားတွေကပညာရေးစီးပွားရေးနဲ့ကျန်းမာရေးပိုင်းမှာတာမန်လူတွေထက်ပိုပြီးတော့အောင်မြင်မှုရှိတာကိုတွေ့ကြရပါတယ်တဲ့။ဥပမာစီးပွားရေးတစ်ခုခုဆုံးရှုံးသွားတဲ့အခါမှာဒါကတော့ကံတရားကြောင့်ပဲဆိုပြီးတော့ကံကိုပဲအပြစ်တင်တာမျိုးမဟုတ်ဘဲနဲ့ငါရဲ့ marketing strategy ကဘယ်နှမှများလိုတာလို့လဲဆိုပြီးတော့ကိုမေးခွန်းထုတ်တယ်အဖြေရှာတယ် solution ကိုရှာတာမျိုးပါဒီလိုမျိုးလုပ်ချင်တာတကယ်ကိုမြတ်မာတဲ့ self efficiency ကိုရရှိစေတတ်ပါတယ်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကလည်းတော်တော်လေးပြင်းထန်နေပါတယ်အရာရာကကိုကြောက်မဲဆိုပြီးတော့အစွန်းရောက်သွင်းလွန်တဲ့အခါမှာကိုလုံးဝထိန်ချုပ်လို့မရတဲ့အခြေအနေဖြစ်သွားခဲ့ဆိုရင်တော့မှဒါငါကြောက်မဲငါအမားပဲဆိုပြီးတော့အပြင်းထန်အပြစ်တင်ရတာနဲ့စပါတယ်ဒီလိုမျိုးလောက်တာတွေရေရှည်များသွားတဲ့အခါမှာနာတာရှည်စိတ်ဖိစီးမှုနဲ့ကိုယုံကြည်မှုပြတ်တောက်ခြင်းတွေကိုဖြစ်ပေါ်စေပါတယ်ဒါဆိုရင်ဒီ control နှစ်ခုအကြောင်းကိုတည်ထားခြင်းအပြင် AC တို့ဘာတွေပြောင်းလဲသွားနိုင်လဲကိုကဘယ်ဘက်ကိုပိုအားတက်နေတယ်လဲဆိုရဲ self awareness တစ်ခုကိုရလာတဲ့အခါမှာဘဝရဲ့ဆုံးဖြတ်ချက်တွေကိုပုံမှန်မှန်ကန်စွာချလာနိုင်ပါလိမ့်မယ်ဥပမာကိုက external ဘက်အစွန်းရောက်လွန်နေလို့ဆိုရင်ငါတော့စိတ်စင်လက်စင်တွေအကြောင်းပြချက်တွေအမျိုးမျိုးပေးနေတာရက်တင်ပြီဒီအချိန်တွေကနေရုံထွက်နိုင်အောင်ငါဘာ
လုံနိုင်မလဲဆိုပြီးတော့ကိုဘဝရဲ့ CRM view ကကိုယ့်လက်ထဲပြန်ရောက်လာနိုင်တယ်လို့ internal ဘက်မှာအစွန်းရောက်နေတယ်လို့ဆိုရင်လေဒီအချိန်တွေကတော့ငါဘက်ကလုံးဝထိန်ချောလို့မရဘူးငါလုံနိုင်တာလည်းဘာမှမရှိတော့ဘူးဒါကြောင့်မလို့လွတ်ဖဲချလိုက်တက်မှာပြီဆိုပြီးတော့ကိုယ့်စိတ်ကိုလည်းအနာပေးတတ်လာပါလိမ့်မယ်ဘဝမှာအကောင်းဆုံးနေထိုင်ဖို့အတွက် AC တို့တကယ်လိုအပ်တာကတော့အဲ့နှစ်ခုကြားက balance ပါပဲပြင်ပမှာဖြစ်ပျက်နေတဲ့အရာတွေကိုအရှိကိုအရှိတိုင်းလက်ခံနိုင်စေမဲ့ external ရဲ့လက်တွေ့ကျတဲ့အမြင်လည်းရှိဖို့လိုအပ်တယ်လို့ဒီအခြေအနေတွေကနေကိုအကောင်းဆုံးဘယ်လိုလုပ်နိုင်မလဲဆိုတာကိုစဉ်းစားလို့ရစေမဲ့ internal ရဲ့စိတ်ဆွမ်းအားလည်းလိုအပ်ပါတယ်ကိုယ်တိုင်ပြောင်းလဲလို့ရတဲ့အရာတွေကိုပြောင်းလဲဖို့တသက်ရှိပြီးတော့ပြောင်းလဲလို့မရတဲ့အရာတွေကိုအရှိကိုအရှိတိုင်းလက်ခံနိုင်တဲ့စိတ်ရည်တည်ငြိမ်မှုတွေရရှိမယ်ဆိုရင်ဘဝမှာနေထိုင်ရတာကအများကြီးပိုပြောစရာကောင်းပါလိမ့်မယ်။ဒါကြောင့် verify လေးတို့အားလုံးလည်းကိုယ့်ကိုယ်တေးသေးချာချာနားလည်ပြီးတော့အရှိကိုအရှိတိုင်းလက်ခံနိုင်တဲ့တည်ငြိမ်မှုနဲ့ဘဝခရီးလမ်းကိုကောင်းမှုဖြစ်တဲ့နိုင်ကြပါစေလို့ဆုတောင်းပေးရတဲ့ဒီဗီဒီယိုလေးကိုဒီနောက်မှာညှိနှိုင်းလိုက်ပါရစေ။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်။